တော့ဒီနေ့ UAP ဖန်ကိုပဲသွားမယ်ဆိုပြီးတော့စီစဉ်ထားတာပေါ့နော်ဒီနေ့မနက်ကကြတော့အတန်းချိန်နေလည်းမရှိဘူးလူငယ်လာတယ်ဒီနေ့ရုပ်ရှင်သွားကြည့်မယ်ဆိုပြီးစီစဉ်လိုက်တာဒါပေမဲ့ရုပ်ရှင်ရုံကိုလည်းရောက်တော့ရုပ်ရှင်ရုံကဒီပြတဲ့အချိန်ကကြော်ရတယ်ပေါ့နော်အားကြောင့်မကြည့်ဖြစ်တော့ဘူးနဲ့ဟိုသွားဒီသွားနေပူချုပ်ပန်းချံကိုရောက်လာတာပေါ့နော်โอเคဟေးရှင်လေးဘာကြီးလေးလို့ဟာလဲရှင်လေးရှိရတဲ့ခေါင်းတစ်ခေါင်းဖြတ်သွားတယ်โอเคတတာဆိုပေမဲ့ဒီနေ့ဒီ vlog လေးကတော့မထင်မှတ်ပဲမစီစဉ်မနေရောက်လာတဲ့ vlog လေးပဲပေါ့နော်ဘန်သွားရင်လည်းရုပ်ရှင်ရုံမှာရုပ်ရှင်ဝင်ကြည့်မယ်ဆိုပြီးမှစီစဉ်ထားပေမဲ့ရုပ်ရှင်မကြည့်ဖြစ်ခဲ့ကြပါဘူးအဲ့ဒါနဲ့ဘူချိုအောင်ဆန်းပန်းချန်ကိုပဲလာဖြစ်ခဲ့ကြတယ်ပေါ့နော်ဘာမှလည်းမစီစဉ်ထားတော့မုတ်တီဘာညာတနကလည်းမဝေလာဘူးပေါ့နော်တကယ်ချင်းတယောက်ရှိတဲ့မုတ်လေးနဲ့ပဲဒါအပန်းဖြစ်ခဲ့ကြပါတယ်ရှင်တိတ်မရှိဘူးပေါ့နော်ရှိတဲ့သူတွေကလည်းသူလည်းသူ့တက်ပုံသူရိုက်ကိုလည်းကိုတက်ပုံကိုရိုက်တော့ဘသူ့မှာလိုက်ပြီး attention ပေးနေစရာမလိုဘူးအဲ့ဒီမှာရီခံလေးနဲ့တွေ့တာနဲ့ရီခံနဲ့သွားကြတဲ့အခါမှာငါးသေးသေးလေးတော့ရှင်းစင်တွေ့တယ်ပေါ့နော်တကယ်ချင်းနေရလေသူတို့ကလာသူတို့တက်ပုံ easy ရိုက်နေပါတယ်ပန်းချန်လေးကလေပန်းဒီအများကြီးပေါ့နော်ပြင်းဦးလင်မျိုးဆိုရင်တော့ပိုလာမယ်တဲ့ဒါပေမဲ့အကွာပြင်းဦးလင်ရောက်နေတာမဟုတ်ဘူးတောင်ကျူရောက်နေတာဆိုတော့ဘာပန်းမှလည်းမရှိပါဘူးရှင်အဲ့ဒီမှာလေးစင်ငန်းလုပ်တဲ့ဟာလားဘာလားတော့မသိဘူးပေါ့နော်ရှောက်တက်ပြီးတော့မှစော့ပြီးတော့မှတစ်ဖက်ပြအောင်လေးစော့လိုက်ပါသေးတယ်ပေါ့နော်ဒီချတိုင်ဟာ1988ခုနှစ်ဩဂုတ်လ10ရက်နေ့၌စတင်ခဲ့သောရှမ်းပြည်နယ်တောင်ကြီးမြို့ရှိရဟန်းရှင်လူကျောင်းသားပြည်သူများနှင့်တိုင်းရင်းသားညီအကိုမောင်နှမများ၏အာဏာရှင်စနစ်စုဆန့်ကျင်ရေးနှင့်ဒီမိုကရေစီအရေးလူအခွင့်အရေးတို့အတွက်သူရဲ့အသက်ပေါင်းများစွာစတည်၍ညီညာလက်တွေကတိုက်ပွဲဝင်ခဲ့ကြသည့်8888ဒီမိုကရေစီပြည်သူ့ရေးတော်ပုံအထိမ်းအမှတ်စတင်ဖြစ်ပါတယ်လို့ရေးသားထားတာတွေ့ရတယ်ပေါ့နော်ဘူချုပ်ပန်းချန်ထဲမှာလည်း wifi free ရတာတွေ့ရပေါ့နော်အဲ့ဒီမှာဘူချုပ် back MPT1 ဆိုတာလေးရိုက်နေရိုက်ထည့်ကြည့်ပေမဲ့ wifi အတုံးမတက်ဘူးပေါ့နော်ပန်းချန်ကနေအပြန်လိုင်းကားကိုစောက်တာတနာရီလောက်တော့ကြာသွားခဲ့တယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုင်းကားမှမရခဲ့ဘူးအဲ့ဒါနဲ့ဒီရှမ်းပြည်နယ်ရင်ကျမှုပြတိုက်ကိုတွားမယ်လို့စီစဉ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာလမ်းသွားတဲ့ဦးလေးတယောက်ကိုမီးလိုက်တော့သူကမဖွင့်တာကြာပြီဆိုလို့ပြောတော့မှအဲ့ဒီမှာဆန်တဲ့ဆိုင်မှာပဲဖြော်ရည်ဝဲတောက်ခဲ့တယ်အဲ့ဒါနဲ့တက္ကစီဦးလေးရနေပြောမှာကားလာငားပြီးတာနဲ့အဲ့ဒါ၄ယောက်ကို1000ဆိုပြီးတော့မှဈေးစစ်လိုက်တာနောက်ဆုံးတော့ကားရပြီးတော့မှဒါကြောင်းပဲပြန်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်အားလုံးကိုတတာပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်